AA ကဟိုအဝေးဖြစ်တဲ့ကျွန်တော်တို့ကန့်ဘလူးမှာသွားပြီးတော့မှအောင်မွဲသွားပြီးတော့မှဆင်နွှဲလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဒါတော့ပုံမှန်တင်ဆက်နေကြအစီအစဉ်မဟုတ်ဘူးပေါ့နော်ပုံမှန်တင်ဆက်နေကြအစီအစဉ်မဟုတ်ဘဲကျွန်တော် breaking news လေးပေါ့နော် breaking news လေးဘာလဲဆိုတော့ကျွန်တော်တို့ဒါဒီချိန်မှာစစ်တပ်ကအလိုလားဆုံးကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့စစ်တပ်ရဲ့လုပ်ပုံကိုင်ပုံစစ်တပ်ရဲ့သွားပုံလာပုံတွေပြီးလို့ရှိရင်ထိုးစစ်ဆင်နေတဲ့အရှိန်အဟုန်တွေကိုကြည်ချင်းအပြင်ကျွန်တော်တိုင်းရင်းသားနယ်မြေတွေကိုသူတို့အစွမ်းကုန်ပြန်ပြီးတော့ရယူခြင်းနေတဲ့အနေအထားမျိုးရှိပါတယ်အဲ့ဒီအထဲမှာမှတကယ်ကိုလက်တံပြောင်ပြောင်နဲ့မျိုးပေါင်း14မျိုးကိုဒီနေ့ဒီချိန်ကြီးလုံးဝပြန်တလက်မတောင်ပြန်မပေးရဘဲနဲ့တိုက်ခိုက်ထားနိုင်တဲ့ကျွန်တော်တို့တော်လန်ရေးရဲ့ပြရုပ်လို့လည်းပြောလို့ရတယ်တော်လန်ရေးရဲ့မိုဒီလို့လည်းပြောလို့ရတယ်ပေါ့နော်တော်လန်ရေးမှာသူတို့ကိုတွားကြည့်လိုက်မယ်ဆိုရင်စိတ်တက်ကြတဲ့အခါတိုင်း AA ကိုတွားကြည့်ရတဲ့အနေအထားမျိုးပေါ့နော်ဒါ AA ကျန်တဲ့ဖွဲ့တွေကိုစော်ကားတာမဟုတ်ဘူးပေါ့နော်ဒါအခါတော့ AA ကတော့ဒါရှေ့သုံးမှာပြေးနေတာပေါ့နော်ရှေ့သုံးမှာပြေးနေတဲ့လူကိုကြည့်ပြီးသူကတော့ first ပေါ့ပြီးရင် second တက်သူကနဲ့သူတော့ဒါတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကအစင်လိုက်ကတော့တောက်လျှောက်ကတော့ကျွန်တော်စစ်ကောင်စီကိုဖဲ့နေတဲ့အထဲဖြုတ်နေတဲ့အထဲမှာတော့လုံးဝကိုတကယ် share လက်တံပြောင်တဲ့အထဲမှာတော့ AA ကတော့ first ပဲပေါ့နော်အဲ့ဒီမှာ तू ကသူ့ရဲ့မျိုး14မျိုးတွေမဟုတ်ဘဲနဲ့အခုပြောပြမယ် breaking news မှာကြတော့တကယ်သတင်းတူးတစ်ခုဖြစ်တယ်ပေါ့နော်သတင်းတူးတစ်ခုအစုလိုက်အပြုံလိုက်မိတဲ့အထဲမှာအားရဆုံးကျဉ်းနှက်ဆုံးတဲမှာပေါ့နော်ကျဉ်းနှက်ဆုံးတဲကတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒီတဲ့ပို့ပြီးအားရစရာကောင်းတဲ့အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဟောင်းခဲ့နှောင်းခဲ့ပြီပေါ့နော်ဒါပေမဲ့တမိုင်းကတော့တွင်ကြံရင့်နေတော့မယ်လက်တလောလောဆယ်ကျွန်တော်2026ထဲမှာတော့ကြီးမားလို့ပြောလို့ရတယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ဒါစစ်တပ်ကအာရခတ်တော့ AA ရဲ့နေမီတွေဖြစ်တဲ့ဂွားတို့တန်တွဲတို့ဟုတ်လားဒါစစ်ကောင်စီ lobby တွေကလည်းပြောတယ်နိုင်ငံတော်အလံတွေတက်ဆိုင်တော့မှာနိုင်ငံတော်အလံတွေတက်ဆိုင်တော့နိုင်ငံတော်အလံဆိုင်ရှင်တိုင်းဝါစိမ့်ကြီးကဘာသိမ်းကြီးရဆိုင်ရှင်တိုင်းဆိုင်လို့ရတဲ့အနေထားမျိုးရရမယ်လို့ထင်နေလားပေါ့နော်ကောင်စာကလေးကောင်းကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ကိုဒါဒီနေရာနေမေးချင်တာပေါ့အဲ့တော့ AA နဲ့ပတ်သက်ရင်ဒီကောင်တွေကဂွားတန်တွဲလောင်းနေတဲ့မတက်တဲ့အနေထားမျိုးရောက်နေတဲ့အချိန်မှာ AA ရဲ့လက်တံကြီးကပေါ့နော်ကျွန်တော်မြေပုံပေါ်မှာဒီသတင်းကိုကြားရင်ကျွန်တော်မြေပုံပေါ်မှာသွားပြီးတော့မှကျွန်တော်အဖြောင်းတိုင်းကြည့်တယ်နော်အဖြောင်းတိုင်းကြည့်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကန့်ဘလူနဲ့ရခိုင်ပြည်နယ်နဲ့ဘယ်လောက်ဝေးလဲပေါ့အဖြောင်းတိုင်းကြည့်တာကီလို400ကျော်ဝေးတယ်ဗျာနော်ကီလို400ကျော်ဆိုတာအဖြောင်းတိုင်းကားမောင်းမယ်ဆိုလို့ရှိရင်တော့အနည်းလေး8နာရီနဲ့10နာရီကြားမှာမောင်းရတယ်ဒါတော့လမ်းကောင်းမှ highway ဖြစ်မှတကက်လမ်းဖြောင်းမြောက်တန်းတိုင်းဖြစ်မှတော်လမ်းဆိုလို့ရှိရင်တော့လမ်းမှာညာအေးရတဲ့အနေအထားမျိုးတွေဒီမောင်းရမယ်ဟာပေါ့နော်အဲ့တော့ AA ကဟိုအဝေးဖြစ်တဲ့ကျွန်တော်တို့ကန့်ဘလူးမှာသွားပြီးတော့မှအောင်မွဲသွားပြီးတော့မှဆင်နွှဲလိုက်ပါတယ်အဲ့တော့ KIA ကဗိုလ်ချုပ်ဂွန်မော်ပြောခဲ့တဲ့စကားလိုပဲကျွန်တော်တို့ကမလိုအပ်ရင်မထုတ်ပြန်ပါဘူးတဲ့အခါတော့ AA ကလည်းမလိုအပ်တဲ့အခါကျတော့မထုတ်ပြန်ဘူးလိုအပ်တဲ့အချိန်မှာဝုန်းကနေဒိုင်းကနေပြည်သူလူထုကိုဟာကနေဟင်ကနေဖြစ်သွားအောင်အာမေလေးဖြစ်သွားအောင်လို့အန်အောမင်းတမ်းမှုပေါင်းများစွာရအောင်လို့အခုသတင်းဝုန်းလို့ကောက်ပြီးတော့မှထုတ်ပြန်လိုက်တယ်ပေါ့နော်အဲ့ဒီသတင်းလေးကျွန်တော်တစ်ချက်ပြောပြမယ်ဆိုရတဲ့ဖတ်ပြမယ်ပေါ့နော်သူဒီထဲမှာရေးသားထားတဲ့ဟာကအားရစရာတွေဖြစ်လို့ကျွန်တော်ပြန်ပြီးတော့မှဖတ်ပြမယ်ပေါ့နော်အဲ့တော့စကိုင်းတိုင်းကမ်ဘလူခရိုင်ကမ်ဘလူမြို့နယ်နဲ့ကျွန်းလှမြို့နယ်အတွင်းရှိပြူစောတိစခန်း၄ခုကိုတိမ့်ပိုက်ပြီးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားပြူစောတိ96ဦးသေဆုံးပြီးတော့မှာတဲ့နော်ဒုတိယဗိုလ်မှူးကြီးအောင်မျိုးဦးအပါဝင်နော်စစ်တပ်ကဒုတိယဗိုလ်မှူးကြီးပါဆိုတဲ့ကောင်ဒါအနေဆုံး level ကတော့တရင်မှု level ပေါ့ဒါဘယ်တက်ကလဲတို့ဗာလဲတို့သူ့ရဲ့ဟိုဟာတွေတော့အတီတကြတော့ဒီထဲမှာရေးသားထုတ်ပြန်ထားတာတော့မရှိသေးဘူးပေါ့နော်ဒုတိယဗိုလ်မှူးကြီးအောင်မျိုးဦးအပါဝင်102ဦးအရှင်ဖမ်းမိခဲ့ကြောင်းကိုတဲ့အမှတ်1စစ်ဒေသကထုတ်ပြန်ပါတယ်တဲ့အဲ့ဒီမှာသတင်းအသေးစိတ်ကိုကျွန်တော်ဆက်ဖတ်ပြမယ်ပေါ့နော်အဲ့တော့ဇန်နဝါရီ28ရက်နေ့မှာ31ရက်နေ့ထိကမ်ဘလူမြို့နယ်6တောင်ဘိုးရွာ၌ဘိုးကြီးနောင်သူရဦးစီးခလာရ305နဲ့နော်ခလာရ305တို့ခလာ306တို့ဆိုတာကကျွန်တော်တို့ဒါပဲနွယ်ကုန်းတို့ဘာတို့အနားမှာရှိတဲ့တက်တွေပေါ့နော်အရင်တော့ကဒါစကား6တက်တွေလို့ပြောလို့ရတယ်နေပြီးတော့မှသွားပြီးတော့မှအဘအိမ်မှာသွားပြီးတော့မှအိတ်ဆွဲတကားဖွင့်နေုပ်သီးတောင်ခွေးမောင်းလုံးနေတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေနော်ခလာ305နော်ဒါပြူစောတိပူပေါင်းအင်အား100ဦးရှိတဲ့ပြူစောတိစခန်းကိုကမ်ဘလူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစုသီးစစ်ကြောင်းနှင့် AA
EOS တို့ပူပေါင်းကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်တဲ့နော်အလားတူ2025ဒီဇင်ဘာ21ရက်နေ့မှာကမ်ဘလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းပေါ်ရှိပေကြီးရွာနှင့်ငပြောတိုင်းရွာတို့၌ဒုဗိုလ်မှူးအောင်မျိုးဦးစီးစစ်ကော်မရှင်နှင့်ပြူစောတိပူပေါင်းအင်အား105ဦးတို့အထိုင်ချထားသောပြူစောတိစခန်းတို့ကိုကမ်ဘလူမြို့နယ်ပြည်သူ့ကာကွယ်တပ်မတော် PDF အထူးလှုပ်ရှားတပ်မှကမ်ဘလူခရိုင်ဒရုန်းဖွဲ့ကမ်ဘလူခရိုင်ကျေးရွာပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကမ်ဘလူမြို့နယ်နှင့်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖပူပေါင်းဖွဲ့တို့မှတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်တဲ့။ဒါထို့ပြင်2025ဒီဇင်ဘာ19ရက်နေ့21ရက်နေ့ကျွန်းလာမြို့နယ်အင်းနိုင်ရွာ၌တက်ကြကြီးအောင်ဦးစီးခမာယ361ခမာ361ဆိုတော့ကျွန်တော်စကား10ပေါ့နော်ဒါမော်လိုက်ဘက်ကကောင်နေပေါ့ခမာ361ပြူစောတိပူပေါင်းအင်အား85ဦးဖြင့်အထိုင်ချထားတဲ့ပြူစောတိစခန်းနဲ့ပြူစောတိခေါင်းဆောင်ဇော်ကြီးဦးစီးပြူစောတိအင်အား23ဦးဖြင့်အထိုင်ချထားသောရွှေဘော်ကုန်းစခန်းရဲ့ Power House စခန်းတို့ကမ်ဘလူခရိုင်ပြည်သူ့ကာကွယ်တပ်မတော် PDF ရဲ့ကမ်ဘလူခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖလှုပ်ရှားအဖွဲ့ EOS AA ပြီးကျွန်းလာမြို့နယ်ဒဇယ်မြို့နယ်ပကဖကမ်ဘလူခရိုင်အမှတ်1စစ်ဒေသဒရုန်းအဖွဲ့ပြီးခရိုင်လက်နက်ကြီးပူပေါင်းအဖွဲ့တို့မှတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်တဲ့နောက်တစ်ခုကကျွန်တော်တို့ဒါဖေဖော်ဝါရီ9ရက်နေ့မှ10ရက်နေ့အထိကောလင်းမြို့နယ်တရက်ခုံရွာကိုဝင်ရောက်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းကိုလည်းကမ်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တော် PDF စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစူးသီးစစ်ကြောင်းကမ်ဘလူခရိုင်ဒရုန်းတပ်ဖွဲ့ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနဲ့ EOS AA တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ကြောင်းသိရသည်အဆိုပါတိုက်ပွဲများတွင်ဒါနောက်ဆုံးမှချုပ်ပြီပေါ့နော်အဆိုပါတိုက်ပွဲများတွင်စစ်တပ်ဘက်မှ96ဦးသေဆုံးပြီးကမှ38ဦးဒဏ်ရာရတာ96နဲ့38နဲ့ပေါ့နော်ကျွန်တော်တို့134ယောက်ဖြစ်သွားပြီပေါ့နော်134ယောက်38ဦးထိခိုက်ဒဏ်ရာရကစစ်ကော်မရှင်အဖွဲ့ဝင်ဒုတိယဗိုလ်မှူးအောင်မျိုးဦးပါဝင်134ယောက်ဒုတိယဗိုလ်မှူးအောင်မျိုးဦးအပါဝင်101ဦးကိုဖမ်းမိတယ်ဆိုတော့ကျွန်တော်235ယောက်တောင်ပဲစစ်ကောင်စီကိုကျွန်တော်တို့ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီအစမ်းလေးမှာအခါတော့ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကဒါပြောရမယ်ဆိုပုံရိပ်ကြီးကိုကြည့်လိုက်လို့ရှင် AA ရဲ့ပုံရိပ်ကအဲ့ဒီနေရာမှာအထိတွားပြီးတော့မှအရေးထင်နေတယ်လို့ပြောလို့ရတယ်ပေါ့နော် AA ရဲ့အရေးကကျွန်တော်တို့မြန်မာနိုင်ငံမှာတော်လိုင်းတပ်ဖွဲ့တွေမှာလိုက်ရှာမယ်ဆိုလို့ရှိရင်နေရာတိုင်းမှာ AA ရိတ်ထင်နေတယ်လို့တော့ပြောလို့ရတယ် AA ဘောမာတာတော့မဟုတ်ဘူးเนาะ AA ဘောမာတာမဟုတ်ကျွန်တော်ပြောပြတာအဲ့တော့ AA ကသူ့နယ်မြေမှာဟိုကျန်တဲ့နယ်မြေတွေကျွန်တော်စကားဝိုင်းတွေမှာဆက်တိုင်းကျွန်တော်အမြဲတမ်းပြောပြတယ်ပေါ့နော်အဲ့တော့96ဦးသေဆုံးတယ်38ဦးထိခိုက်တယ်ရတယ်102ဦးဖမ်းမိတယ်အဲ့ဒီမှာလာပြီးလက်နဲ့เนาะလက်နဲ့မျိုးစုံ189လက်เนาะလက်နဲ့မျိုးစုံ189ကြီးမျိုးစုံ24,620နဲ့650နဲ့2တောက်เนาะ24,652တောက်ဘုံသီးမျိုးစုံဘုံသီးဆိုတော့ကျွန်တော်60မမတို့ဘာတို့အကုန်လုံးမျိုးစုံပေါ့နော်930လုံးเนาะ930လုံးစစ်သုံးပစ္စည်းလူသုံးပစ္စည်းကတော့ပြောနေတယ်ဗျာ3ပန်း100တယောက်ဆိုတဲ့ဟာတော့စဉ်းစားတာကြည့်ရောပေါ့နော်အဲ့တော့အများပြားသိစီရမိခဲ့တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဘက်ကိုစစ်ကောင်စီကဘယ်လိုပြန်တိုက်ခိုက်လဲဆိုတော့ကျွန်တော် Jet Fighter Y12 နဲ့38ကြိမ်ကျွန်တော်တိုက်ခိုက်ခံရတယ်ဂျိုင်းနိုကော်ဘရာနဲ့4ကြိမ်เนาะကာမီကာဇဲ drone နဲ့4ကြိမ်တိုက်ခိုက်ခံရတယ်အဲ့ဒီတိုက်ခိုက်နေတဲ့ဂျားကနေပြီးကမှအားတစ်ခါတော့ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကကျွန်တော်ဒီနေ့ဒါ breaking news ဖြစ်ကျွန်တော်ဒါကမ်ဘလူမှာအောင်ပွဲကြီးဆင်နွှဲလိုက်ပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်ကလာပြီးတော့မှပြောပြပေးတာပေါ့နော်အဲ့ဒီမှာထပ်ပြီးတော့မှကျွန်တော်ဓာတ်ပုံတပုံချင်းကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ခေါက်တော့အားတစ်ခါတော့ AA ကဟုံးဆိုထုတ်ပြလိုက်တာကတည်င်းမဲ့ထုတ်ပြသေးတယ်ဒီကောင်လေးကစောက်ခွက်တွေကိုကောင်းကောင်းထုတ်မပြဘူးเนาะဘာကြောင့်လဲဆိုတော့ဓာတ်ပုံတွေကိုတွားကြည့်တဲ့အချိန်မှာဒီကောင်လေးပုံတွေကိုအဝေးကရိုက်ထားပြီးတော့ဝါဒတာလှုပ်ထားတယ်ဝါဒတာလှုပ်ထားတယ်အရင်ကျွန်တော်တို့အရင်3မှန်းနေဆိုလို့ရှိရင်တော့မျက်နှာတွေကိုကြီးကြီးလင်းလင်းတေချာရိုက်ပြပေးထားတွေ့ရတယ်ဒီတစ်ခါတော့ဝါဒတာလှုပ်ထားတဲ့ဟာတော့တွေ့ရတယ်အဲ့တော့ဝါဒတာဘာကြောင့်ဝါဒတာလဲတော့ကျွန်တော်လည်းဒါနောက်ပိုင်းကျမှပိတ်ကားပေါ်မှာကြည့်ရမယ်အနေထားမျိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့လက်နက်တွေမှာကျွန်တော်တွားကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစစ်ကောင်စီရဲ့လက်နဲ့ဘောင်းစုံမှန်သမျှခြေလျင်သုံးလက်နဲ့ဘောင်းစုံမှန်သမျှအကုန်လုံးပါပါတယ်အဲ့ဒီထဲမှာထူးထူးခြားခြားကျွန်တော်တို့ဒါ6လက် drone တစ်စီးပါတယ်ကျန်တာကကျွန်တော်တို့ဒါကြောပိုးဂျမ်မာတွေပါတယ်အထိုင်းဂျမ်မာတွေပါပါတယ်အများအပြားရရှိခဲ့တဲ့သတင်းလေးကိုဒါပြည်သူများဒီနေ့ညမှာပေါ့နော်ဒီနေ့ညကျွန်တော်တခြားနိုင်ငံအနောက်နိုင်ငံတွေကတော့
မနေ့ပိုင်းနေဖြစ်ချင်းပြီးပဲနေ့လယ်ပိုင်းနေဖြစ်ချင်းဖြစ်လိမ့်မယ်ပေါ့နော်